Hello ကျွန်မနာမည် Hazel လို့ခေါ်ပါတယ်ရှင်အခုကတော့ညနေဆောင်လမ်းလျှောက်ထွက်မှာကိုအင်္ဂလိပ်လိုပြပြပေးမှဖြစ်ပါတယ်ရှင် Okay I'm heading up to the 26th floor for a walk အခုကျွန်မလမ်းလျှောက်ထွက်ဖို့အတွက်26လွှာကိုသွားနေတာဖြစ်ပါတယ်ရှင် I am at the elevator now and pressing the up button because I'm going upstairsဆိုတော့ကျွန်မကအပေါ်ကိုတောင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့အပေါ်ကိုပြထားတဲ့မြားလေးကိုနှိပ်လိုက်ပါတယ် and I will hit number 25 Okay now I will walk up the last floor by stairs ဆိုတော့အခုကနောက်ဆုံးတစ်လွှာကိုတော့လမ်းလျှောက်ပြီးတက်ရပါမယ် I have made it just look at the view It's absolutely beautiful. ကဲကျွန်မခုတော့26လောက်ကိုရောက်ခဲ့ပါပြီ။ရှုကင်လေးအရင်လှပါတယ်ကြည့်လိုက်ပါဦး။ရှုကင်လေးကလည်းအရင်လှတယ်ပြီးတော့လေးကလည်းအရင်ကြိုက်နေအရင်ကောင်းပါတယ်။ရှုကင်လေးအရင်လှတယ်။ Wow, it's absolutely beautiful. I love it. အရင်လှတယ်နော် view လေးကဟိုဘက်ကမြစ်ကလေးနဲ့ကြည့်ပါအောင်အဆောက်အဦတွေနဲ့အရင်သဘောကျတယ်လေးလေးကလည်းတဖြည်းဖြည်းလေးနဲ့ဆိုတော့အရင်ကောင်းပါရဲ့ Okay I'm going to take a walk around for a bit ဒီနားမှာခဏလမ်းလျှောက်လိုက်ပါအောင်မယ်ရှင်လေးလေးကလည်းအရင်ကောင်းနေတော့အားလုံးပဲတတာ